စနေသားသမီးများအတွက်2025ခုနှစ်ဒီဇင်ဘာလ12လပိုင်းအတွက်ကံကြမ္မာစိုးကောင်းနှင့်တလစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်။စနေသားသမီးမိတ်ဆွေတို့ဟာဒီဇင်ဘာလအတွင်းမှာကံကောင်းခြင်းမျက်နှာပန်းပွင့်ခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းဆိုတဲ့အရာတွေကိုရရှိပိုင်ဆိုင်နိုင်မဲ့တလတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့အပြောင်းလဲကိစ္စတွေနဲ့ကြုံရမယ်အလောက်ကောင်းနေရာကောင်းလေးတွေလည်းရရှိမယ်အလောက်လျှောက်ထားသောသူများမိတ်ဆွေတဦး၏အကူအညီကြောင့်အလောက်ကိုင်းကိစ္စတွေမှာအဆင်ပြေမှုတွေရရှိမယ်မိတ်ဆွေတို့အနေနဲ့ပျော်စရာကောင်းတဲ့အလောက်ကိုင်းတွေကိုဒီ12လပိုင်းတလတာမှာလောက်ကိုင်းခွင့်ရရှိတတ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူဆိုလို့ရှိရင်တော့လုပ်ငန်းတိုးချဲ့ရတတ်ပြီးတော့လုပ်ငန်းကောင်းနေရာကောင်းတွေလည်းရရှိတတ်ပါတယ်မိမိလုပ်ကိုင်လျက်ရှိတဲ့လုပ်ငန်းတွေမှာနာမည်ကောင်းရရှိခြင်းတွေနဲ့ကြုံရတတ်ပြီးတော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့စီးပွားတိုးတက်ကိန်းယာရူတိုးတက်ကိန်းတွေနဲ့ကြုံရတတ်ပါတယ်စနေသားသမီးမိတ်ဆွေတွေဒီ12လပိုင်းတလတာမှာငွေတွေတလားဟောဝင်မဲ့ခြေနေကောင်းနေနဲ့ကြုံရမယ်အဖိုးတန်သောပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဝင်နေမယ်ထွက်နေသောငွေဆုံးရှုံးထားသောငွေတွေလည်းပြန်လည်ရရှိတတ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေဒီ12လပိုင်းတလတာမှာငွေနဲ့ပတ်သက်ပြီးတော့အာမခံခြင်းမျိုးတွေရှောင်ရှားသင့်ပါတယ်အချစ်ရေးမှာချစ်သူနှစ်ဦးဘာမဟုတ်တဲ့အသေးဖွဲကိစ္စလေးတွေကနေပြီးတော့ပြဿနာကြီးကြီးဖြစ်သွားတတ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေတီးခံခြင်းနားလည်မှုအပြေးအဝနဲ့ဒီကာလမှာဖြတ်တန်းမှသာလျှင်အချစ်ရေးကိစ္စတွေမှာစိတ်ချမ်းသာမှုရရှိပါလိမ့်မယ်အိမ်အောင်ရှင်များအိမ်အောင်ရေးမှာဘလို့ခက်ခဲပဲကြုံမေတ္တာတရားတွေလွှမ်းခြုံနေတဲ့ကာလရဝန်းဖြစ်တဲ့အတွက်မိမိရဲ့အိမ်အောင်ဘက်မိမိပေါ်မှာအစားအစာအရာနားလည်ပေးမှုကြောင့်ကျွန်တော်ရဲ့စနေသားသမီးအိမ်အောင်ရှင်တွေစိတ်ချမ်းသာစရာများနဲ့ကြုံရတတ်ပါတယ်လူမှုရေးကိစ္စလေးတွေမှာမိမိတို့ရဲ့မပြတ်သားသောစိတ်အာနာတတ်သောစိတ်တွေကြောင့်သူများပြဿနာကနေပြီးတော့ကိုယ့်ပြဿနာဖြစ်เสียအကြောင်းကိစ္စလေးတွေနဲ့ကြုံရတတ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေမိမိစ조사ထားသမျှအောင်မြင်မှုတွေရရှိမယ်ပညာနဲ့ပတ်သက်ပြီးတော့ဆက်သွယ်ကောင်းတွေရရှိမယ်မိတ်ဆွေတို့အနေနဲ့ဖြေဆိုထားသောစာမဝဲရလက်ပေါ်မှာစိတ်ကျေနပ်မှုမရှိသလိုဖြစ်နေတတ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေကျမ်းမာရေးအနေနဲ့အာယုံကြောကြီးပေါင်းယောဂနှလုံးသွေးတို့မီးရက်နဲ့သက်ဆိုင်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရွှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစဉ်ပြေသောသူတဦးကိုရွှေကြည်စနောမကင်းလက်ဆောင်ပေးပြီးတော့ငွေကြေးကိစ္စတွေအစဉ်ပြေစေဖို့လက်ဆောင်ပေးရင်စူတောင်းပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလတာမှာအရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်10ရက်9ရက်16ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေမိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာစားစရာအဆင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်22ရက်29ရက်29ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ်အရေးကြီးကိစ္စမှန်သမျှကိုသွားရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အသုံးဆောင်အဝတ်စားတွေမှာအဝါရောင်လိမ္မော်ရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်သင့်ပါတယ်မိတ်ဆွေတို့အနေနဲ့ထီဝါသနာပါလို့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ထီနံပါတ်မှာခொနစ်အစလေးဆောင်ပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင့်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့မနက်ပေါ့နော်9နာရီရနေပြီးတော့17နာရီတွင်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမုံလုံးရေပေါ်တပွဲသို့မဟုတ်ကိုယ်ကာအုပ်တစ်ခွက်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံကြည်လေးနက်နဲ့ဒါဆူတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းဆိုတဲ့တလတာမှာအစိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားနဲ့ပြည့်စုံပါစေမိတ်ဆွေတို့လောက်ကင်လျက်ရှိတဲ့လုပ်ငန်းဆောင်တာကိစ္စဝါတွေလည်းစားစရာတိုးတက်အောင်မြင်မှုတွေရရှိပြီးတော့
လက်လာပါတွေလည်းပေါ်များစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်